ကဲယူလို့ပြောတဲ့နေတော့ကအရန်ကောင်းနေဆိုတော့လေတွားကြည့်လိုက်တာဒီအခန်းနေငိုလိုက်ရတယ်အဲ့တော့ဘယ်အခန်းနေငိုလိုက်ရသေးလဲဆိုလို့ရှိရင်သူ့ရဲ့သူ့တွေကိုထမင်းကျွေးတဲ့အချိန်ပေါ့နော်နောက်ဆုံးစက်သားတောင်းလေးတစ်လုံးကြံထားတယ်အဲ့စက်သားတောင်းလေးစားပြီးတော့မှအဲ့အခန်းလေးဆိုတော့အရန်ကိုမှspoiler ချိရပေါ့နော်လုံးဝ spoiler 3ခန်းပါတယ်ပေါ့ခံစားရတယ်ပေါ့နော်ထမင်းစားတဲ့အခန်းရယ်ပြီးရင်တူမလေးမိမဆောင်သွားတဲ့အခန်းကိုနောက်ကွယ်ကနေပြီးကြည့်နေတဲ့အခန်းရယ်ပြီးတော့နောက်ဆုံးအခန်းလေးပေါ့နောက်ဆုံးခန်းဝမ်းနေကြလေးကောင်းနေပေါ့နော်ပြီးတော့ဒီထဲမှာပါသွားတဲ့အတားတွေကလည်းတော်တော်လေးတော်ရယ်ရမ်းလဲမိုက်တာတရုပ်ဆောင်တာလုံးဝအဲ့လိုမျိုးပေါ့နော်over လဲတိတ်မဖြစ်ဘူးပြီးလို့ရှိရင်အဲ့လိုမစိုးဘူးပေါ့နော်တော်ကြပါတယ်ပေါ့နော်ဆိုတော့နေတော့ကတော့နေတော့ပဲပေါ့နော်ကိုညီနန္ဒကိုအဲ့လိုမျိုးပေါ့နော်တော်တော်များများ comment ထဲမှာတွေ့လိုက်တယ်ပေါ့နော်ဂေးနဲ့မတူဇွတ်ချောင်းပေါ့နော်သိရမလားအဲ့ဆိုကိုလဲကြော်ညာနဲ့မှတွေ့ရတဲ့အချိန်ကတော့စိတ်ထဲမှာတော့အော်မော့ဟုတ်တယ်ကိုညီနန္ဒကဘယ်လိုဖြစ်ပြီးတော့သိရမလားလုံးဝသူ့ရဲ့လေတန်းသိရမလားဒီဂေးတရုပ်ဆောင်နဲ့မခေါ်ဘူးလို့ကိုတွေးမိတယ်ပေါ့နော်ဒါပေမဲ့တကယ်တမ်းတကားလုံးသွားကြည့်တဲ့အချိန်မှာကျတော့အဲ့လိုမျိုးလုံးဝမဟုတ်ပါဘူးသူကသူ့ရဲ့နက်ကြော်ရဲ့ဒီ character တွေတော်တော်များများအဲ့လိုမျိုးပဲသူကသူ့ရဲ့လေတန်းနည်းနည်းမာတယ်ပေါ့နော်အပြင်လောကမှာလည်းအဲ့လိုမျိုးပဲပေါ့နော်သူကသူ့ရဲ့လေတန်းအဆန့်ကသူကအရန်ကြီးနှွဲ့တယ်မှမပါဘူးပေါ့နော်သူကနှွဲ့နောင်ဒီမျိုးခေးချောင်းမဟုတ်ပေါ့နော်ဒီနက်ကြော်တွေတော်တော်များများဆိုလို့ရှိရင်အဲ့လိုမျိုးပဲလေသူကနက်ကြော်တွေတော်တော်များများဒီစကားပြောလို့ရှိရင်ပြပြတသားနဲ့ပြောတယ်ပြီးလို့ရှိရင်လေတန်းနည်းနည်းလေးမာရတယ်မှပါတယ်ပေါ့နော်သူ့ရဲ့လေတန်းအဆန့်ကအဲ့လိုကိုလည်းအစတော့ဒီ comment ထဲမှာကြည့်တဲ့အချိန်မှာတော့ကိုညင်နန္ဒကိုအဲ့လိုတွေးမိရပေါ့နော်အော်မသူအတန်နဲ့ဒီရုပ်နဲ့မခေါ်ဘူးပေါ့နော်သိရမလားအတန်ကအရင်နည်းနည်းကျန်းတယ်လို့ခံစားရတယ်ပေါ့ဒီကြော်ညာ clip တွေကလည်းအဲ့လိုမျိုးကြီးဖြစ်နေရနော်ဒါပေမဲ့တကယ်နဲ့တကားလုံးသွားကြည့်တဲ့အချိန်မှာကျတော့အဲ့လိုမျိုးမဟုတ်ပါဘူးပေါ့နော်သူကလုံးဝကိုမှအဝင်ကွန်စားဖြစ်ပါတယ်အရန်ကောင်းပါတယ်အဲ့တော့ကိုရော3နေရာလောက်ငိုလိုက်ရပါပေါ့နော်တကယ်ကျွန်တော်လည်းသွားကြည့်လိုက်ကြပါအောင်အဲ့တော့လက်မှတ်ကတော့ဖြတ်လို့တော့မရအောင်ဒီလက်မှတ်တောင်ရဖို့တော့ကိုအဲ့မှာအတိတ်ကင်မရာအကိုကြီးကသူဖြတ်ထားတဲ့ဥစ္စာလေးကိုသူမကြည့်တော့လို့ဆိုပြီးတော့မှကိုကိုပြီးတော့သူကကောင်မလေးနဲ့တွားကြည့်မလို့နှဆောင်ဖြတ်ထားတာတဲ့တဆောင်ကကျတော့သူတငယ်ချင်းယူသွားလာတဲ့တဆောင်မရှိတော့လို့ဆိုမှသူလည်းတော့မကြည့်ဖြစ်တော့ဘူးဆိုတော့ကိုကိုပြေးလိုက်တာအဲ့တော့ကန်ကောင်းပါပေါ့နော်အဲ့တော့တငယ်ချင်းနဲ့တွားကြည့်မလို့ဟိုတနေ့ကလေးကပေါ့နော်လက်မှတ်သွားမေးကြည့်တဲ့အချိန်မှာလက်မှတ်ကမရပါဘူးဒီနေ့သွားမေးကြည့်တဲ့အချိန်မှာလည်းတငယ်ချင်း3ယောက်သွားကြည့်မယ်ဆိုမှသွားတာပေါ့နော်ခုံက3ခုကျန်တယ်ဒါပေမဲ့အဲ့ခုံ3ခုကဘာမှလဲဆိုအရှိဆုံးခုံနေဖြစ်နေတာအဲ့တော့မရဘူးပေါ့နော်အဲ့တော့တငယ်ချင်းတို့မကြည့်ရလို့ဆိုရင်တော့သွားကြည့်လိုက်ပါလို့အကြံပေးချင်ပါတယ်ကိုရတော့မျက်ရည်ကိုဘူတီလုံးလောက်ကျလာတယ်ပြီးရင် sound effect camera မင်းအရှမ်းတော်တယ်ဒီက director အစ်စ်လို့လည်းကြားတယ်ပေါ့နော်အရှမ်းတော်ပါတယ်ပြီးရင်တချင်းတစ်ပုတ်နဲ့တစ်ပုတ်ကိုးဝိုင်းအချိန်မှာလည်းအရန်ကိုစမုတ်ဖြစ်တယ်ပေါ့နော်အရန်ကိုperfect ပဲပေါ့နော်အဲ့တော့ဒါထူးခြားတာဆိုတော့လေသူကတခြားကားရင်လည်းမတူတာလေဒီရုပ်ရှင်ကိုကြည့်သွားတဲ့အချိန်မှာဆိုလို့သူကစီးမျောပြီးတော့မှသူအဲ့လိုမျိုးမျက်ရည်ကိုကြားရတဲ့အခန်းမျိုးတွေမဟုတ်ဘူးသူကကြည့်နေတန်းလန်းနဲ့ဝုန်းဆိုပြီးတော့တက်လာတဲ့ချက်ချင်းကိုမျက်ရည်အဲ့လိုဘောဒီလုံးကိုကြားတာနော်ဝုန်းဆိုအဲ့လိုကြားတာဟိုလိုမျိုးလေးဖြည်းဖြည်းချင်းတန်မိုးဆွဲသွားတဲ့ကားမဟုတ်ဘူးသူကတစ်ချက်ဝင်လာပြီဆိုတော့လုံးဝဟတ်ထိပဲအဲ့တော့မကြည့်ရသေးရင်တော့ကြည့်လိုက်ပါလို့ပဲအကြံပေးချင်ပါတယ်